Hello အားလုံးပဲမင်္ဂလာပါရှင်ဟိုရှိ page ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်နာမည်ဟိုရှိပါကျွန်တော်ဒီနေ့အားလုံးစိတ်ဝင်စားနေကြတဲ့ဒီညနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးချင်ပါတယ်ညကအရင်နေ့ကတော့မြန်မာလူမျိုးတွေကြားထဲမှာမြန်မာလူမျိုးတွေနှစ်သက်ပြီးသားအမျက်တနိုးထားပြီးတော့ဝတ်ဆင်ကြတယ်ဒါပေမဲ့အခုမှတော့ပို့ပြီးတော့ခေတ်စားလာတဲ့မြန်မာလူမျိုးတွေပို့သိလာတဲ့ဒီညပို့ပြီးတော့ဝတ်ဆင်လာကြတယ်ညနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပို့စိတ်ဝင်စားလာကြတယ်အဲ့တော့အခုဒီအကြောင်းအရာလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးပါမယ်ရှင်ဟုတ်အားလုံးသိထားတာကမြထွက်တာဟာကိုလံဘီယာနဲ့ဇမ်ဘီယာဆိုပြီးတော့ပဲသိကြတယ်ဒါပေမဲ့မြထွက်တာကအာဖဂန်နစ္စတန်ကလည်းမြထွက်ပါတယ်ဟုတ်ပါတယ်အာဖဂန်နစ္စတန်နိုင်ငံကထွက်တဲ့မြတွေဟာဆိုလို့ရှိရင်လေကမ္ဘာရဲ့ဈေးကွက်ထဲမှာအယောင်းဝယ်လုပ်ကြတဲ့မြတွေမှာပါပါတယ်နောက်တစ်ခုကအီသီယိုးပီးယားကလည်းမြထွက်ပါတယ်အီသီယိုးပီးယားမိုင်းကထွက်ခဲ့တဲ့မြဟာဆိုလို့ရှိရင်သူကတော့ဟိုးအရင်တော့ထွက်ခဲ့တာပေါ့နော်အဲ့ဒီအရင်တော့ထွက်ခဲ့တဲ့မြဟာဆိုလို့ရှိရင်တဲ့ဒီကိုလံဘီယာထွက်တဲ့မြလိုပဲသူကအရေသားဟာအရန်လှပပါတယ်တဲ့အဲ့တော့ဒါကတော့မြထွက်ခဲ့တဲ့ဒီနိုင်ငံတွေပေါ့နော်မြထွက်တဲ့နိုင်ငံတွေထွက်ခဲ့တဲ့နိုင်ငံတွေ origin နဲ့ပတ်သက်ပြီးရှင်းပြထားတာပဲဖြစ်ပါတယ်အဲ့တော့အခုကျွန်မဆက်ပြီးရှင်းပြမှာကဒီမြဈေးကွက်မှာတန်းဝင်တဲ့မြတွေရဲ့အကြောင်းရှင်းပြမှာဖြစ်ပါတယ်အဲ့တော့အားလုံးသိထားပြီးတဲ့အတိုင်းမှာကိုလံဘီယာမြတစ်ပွင့်ရဲ့အရေအသားကိုလံဘီယာမြတစ်ပွင့်ရဲ့အရေအသားဟာအရန်ကိုလှပတယ်ကိုလံဘီယာလို့ပြောလိုက်ရင်ဒီ customer တွေအကြိုက်အားလုံးအကြိုက်ဟာကိုလံဘီယာမြပါပဲကိုလံဘီယာမြမှာကိုမှမူဇိုမိုင်းရထွက်တဲ့မြရဲ့အလှဟာအရန်ကိုလှပပါတယ်သူ့ရဲ့အရေနဲ့အသားဟာပြောစရာမလိုဘူးမျက်စိထဲမှာအရန်ဆွဲပြီးတော့ eye catchy အရန်ဖြစ်တယ်သူ့ရဲ့ green ကို vivid green လို့လည်းခေါ်တယ်လို့ muzo green လို့လည်းခေါ်ပါတယ်ကျမတို့ဒီမိုးကုတ်ဗရမ ्या လို့ပဲဒါမိုးကုတ်ပေါ့နော်ဒါဒေတာပေါ့ဒီမိုင်းရထွက်တဲ့ဗရမ ्या လို့ပဲကျတို့ဒီမူဇိုမိုင်းရထွက်တဲ့ကိုလံဘီယာဆိုလို့ရှိရင်လည်းအရန်ကိုလှပပါတယ်ကျမမူဇိုမိုင်းရထွက်တဲ့ကိုလံဘီယာတော်တော်များများမြင်မှုပါတယ်သူ့ရဲ့အရေသားဟာမျက်စိထဲမှာဆွဲပြီးတော့မှလေအရန်ကိုမှလိုချင်စပွဲအရန်ကောင်းပါတယ်အရန်လှပပါတယ်ဒါကတော့မိုင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြတာပဲဖြစ်တယ်ကိုလံဘီယာနဲ့ဇမ်ဘီယာမှာဒီဈေးကဘလို့ကွာလဲဘလို့ဟလဲဒီကရက်ချိန်အလိုက်ဘလို့တွေကွာဟလဲဒီဇမ်ဘီယာမှာလည်းသူ့အရေသားနဲ့သူ့ဘက်သူလှတဲ့ညတွေအများကြီးရှိတယ်ဒီဇမ်ဘီယာအရေသားမှာလည်းကိုလံဘီယာလိုမျိုးအရေသားလာတဲ့ဟာမျိုးရှိတယ်ဒါပေမဲ့မတူတော့မတူဘူးပေါ့နော်ဇမ်ဘီယာ is Zambia Colombia is Colombia ပေါ့ဆိုတော့ကိုလံဘီယာတက်ကလက်ဟာကိုလံဘီယာတက်ကလက်ရဲ့ဈေးကဘယ်လောက်ရှိလဲဇမ်ဘီယာတက်ကလက်ရဲ့ဈေးကဘယ်လောက်ရှိလဲ comparison လုပ်ကြည့်မယ်နိုင်ရှင်ကြည့်ရအောင်နော်မြပွင့်ကောင်းလှလှတပွင့်ကိုလံဘီယာတက်ကလက်ကို1000ခွဲဈေးဇမ်ဘီယာတက်ကလက်ကို6000ပဲရှိပါတယ်အဲ့ဒီမှာသူ့ရဲ့တန့်စင်မှုအားလည်းတူမယ်သူ့ရဲ့အရေးအသွေးလှပမှုပုံစံလည်းတူမယ်ဘာကွာသွားလဲဆိုတော့ origin ဆိုရဲထွက်ရက်ကွာသွားတယ်ကျွန်တော်အရင်ဟိုးရှင်းဗီဒီယိုတွေမှာเนาะကျွန်တော်ဒီ origin နဲ့ပတ်သက်ပြီးတော့တော်တော်ကိုရှင်းပြခဲ့ဘူးလေထွက်ရက်ကွာဟာမှုကြောင့်မလို့ဈေးကွာဟာမှုဈေးရန်ကွာဟာမှုဘယ်လိုရှိရဲဆိုတော့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးရှင်းပြခဲ့ဘူးလေเนาะအခုကျွန်တော်ဒါဈေးကွက်ကကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဈေးကွက်က research လုပ်ထားတဲ့ researcher တွေသူတည်သနာလုပ်တဲ့သူတွေပြောတဲ့စကားဈေးကွက်မှာတကယ်အယောင်းဝယ်လုပ်နေတဲ့သူတွေပြောတဲ့စကားဖြစ်တယ်ညရီရဲ့ဈေးတန်းဟာသူ့ quality အလိုက်ကိုမှဇမ်ဘီယာဆိုလို့ရှိရင်ဒေါ်လာ6ကျပ်9ကျပ်10ကျပ်ကနေစပြီးတော့ဒေါ်လာ10 20ရာကနန်းထောင်ကနန်းတောင်းကနန်းနေပြီးတော့သိန်းကနန်းအထိရှိရဲအဲ့လိုပဲကိုလံဘီယာဒီလေသူ့ quality အလိုက်ဒေါ်လာ400 1000 1000သိန်းအဲ့လိုမျိုးသူ့ quality အလိုက်ဈေးတန်းရှိပါတယ်အခုကျွန်တော်ကမြင်းသားအောင်လို့မြင်းသားထင်သာရှိအောင်လို့ပွင့်ကောက်တစ်ခုရဲ့ဈေးနှုန်းကို researcher တွေပြောတဲ့ဈေးတိုင်းကိုကျွန်တော်ရှင်းပြနေခြင်းပဲဖြစ်တယ်เนาะအဲ့တော့9ကလက်အထက်ရှိရဲတဲ့ကိုလံဘီယာမြပွင့်ကောက်တစ်ပွင့်ဈေးနှုန်းဟာဆိုလို့ရှိရင်ဒေါ်လာ9000ကနေပြီးတော့ဒေါ်လာ3သိန်းခွဲကြားထဲမှာရှိပါတယ်တဲ့မြတွေဟာတခြားကြောင့်မြတ်တွေထက်ကစားလို့ရှိရင်တန့်စင်မှုအားနေတယ်အဲ့တော့သူ့ရဲ့အထဲမှာပါတဲ့ inclusion ပေါ့နော်တနည်းအားဖြင့်အနာတွေကိုတက်တာဖို့အတွက် treatment တွေလုပ်ကြတယ်အဲ့လို treatment လုပ်တဲ့အခါမှာ oily method ကိုအသုံးပြုကြတယ်လုံးဝoily method treatment တွေလုပ်เสียမပါပဲတဘာဝအတိုင်းတန့်စင်ပြီးတော့ထွက်လာတဲ့မြတွေလည်းရှိရဲအဲ့ဒါတွေကြတော့အရန်ရှားတယ်သူဟာအဲ့လိုမျိုးမြမျိုးတွေကြတော့ဒီဝစ်တဲ့သူတွေလက်ထဲကိုမရောက်လာဘူးသူကလုံးဝ auction တွေမှာပဲပြီးသွားတယ်လေလံဆွဲတဲ့သူတွေလက်ထဲစီပဲရောက်သွားပြီးတော့ပြောမယ်ဆို James Collector တွေလက်ထဲကိုရောက်သွားရဆိုတဲ့သဘောပေါ့အဲ့လိုမြတွေကလည်းတက်ကလက်ကိုမခံမန်းနိုင်တဲ့ဈေးတွေနဲ့လေလံအောင်တယ်အဲ့တော့ကျွန်တော်တို့မြဝယ်တော့မယ်ဆိုလို့ရှိရင် clarity of enhancement အလိုက်လူကြိုက်အနေများခွာသွားပါတယ်အဓိကတော့ clarity of enhancement ကိုကြည့်ရပါတယ်
အဲ့ဒီမှာ non ရှိရယ် insignificant ရှိရယ် minor ရှိရယ် moderate ရှိရယ် significant ရှိရယ်ကျွန်တော် English လို့ရှင်းပြနေတဲ့အကြောင်းရင်းဟာည certificate တွေမှာအဲ့လို English လိုပဲလာပါတယ်အဲ့တော့ non ကတော့ no violent treatment သူဒီသဘာဝအတိုင်းကျွန်မခုနပြောသွားသလိုပဲတန့်စင်ပြီးသားမြဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ဒီတာမန်လူတွေလက်ထက်မှာတွေ့ရဖို့မလွယ်ဘူး auction မှာပဲဒီမြတွေဟာကုန်သွားမှာဖြစ်တယ်နောက်တစ်ခုက insignificant တွေလည်းတာမန်ဈေးကွက်ထဲမှာတွေ့ရဖို့မလွယ်ပါဘူးအများဆုံးတွေ့ရတာတော့ minor နဲ့ moderate ပါအဲ့ဒီထဲမှာမှ minor ကိုလူကြိုက်များပြီးတော့ပို့ဝယ်ပါတယ် moderate လည်းဝယ်ကြပါတယ် significant ကတော့လူကြိုက်လည်းနည်းပါတယ်ဟိုတိတ်ပြီးတော့လည်းအယောင်းဝယ်မလုပ်ကြပါဘူးလုပ်ရင်လည်းလုပ်မှာပေါ့နော်ကျွန်တော်တို့ညီမဈေးကွက်ထဲမှာတော့ဒီ clarity of announcement မှာ minor နဲ့ moderate ဆိုလို့ရှိရင်ပို့ပြီးတော့ဝယ်ကြပါတယ်လူကြိုက်များပါတယ် minor ကတော့လူကြိုက်များဆုံးပါရှင်ဟုတ်ကဲ့ပါအခုဒီညဗီဒီယိုဖိုင်လေးကိုနားထောင်ပြီးတော့ပခုတုတ္တတွေအများကြီးရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်အမြဲတမ်းအဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်